ဆိုင်တစ်ခုမှာဆလိုင်းတစ်ခုကို3နန်းအောင်ပေးရတယ်ဆိုပြီးတော့ကောင်မလေးတယောက်နဲ့ဆိုင်ရှင်တဲ့စကားများနေပါတယ်ဆလိုင်းနေအားလုံးက3000ပဲပေးရတာကိုဘာလို့3နန်းအောင်ပေးရလဲလို့ကောင်မလေးကပြောနေခဲ့ပါတယ်ကောင်လေးကတော့သူ့စီမှာရှိတဲ့ဆလိုင်းကတာမန်ဆလိုင်းတစ်ကောင်မဟုတ်ဘူးဆိုတာကိုပြောနေခဲ့ပါတယ်ဒီဆလိုင်းကဝါမြူချင်းစွမ်းရည်နဲ့အတူအသွင်မြောင်းသားရဲ့ဖြစ်ပြီးတော့အရေးမြစ်ဒေတာအလုံးလောက်ရှိရင်အေဂရေးအစိမ်ုံတော့ရောက်နိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့ချိန်လူမီတာစုရဲ့တခင်လေးကလိန်စားတိုင်းစားလုပ်နေပြီလားဆိုပြီးတော့ကောင်မလေးတယောက်ကရောက်လာခဲ့ပါတယ်ဟုတ်တာပဲနင်ကလူမီတာစုကနှင်ထုတ်ခံရပြီးပြီပဲကိုတားရဲတကောင်တော့မထိန်ချုံနိုင်တဲ့သူကတားရဲစတိုးဆိုင်ဖွင့်ထားရေပေါ့လူရွယ်မင်းတို့တားရဲတကောင်တော့စာချုပ်မချုပ်နိုင်တဲ့သူကငါစွန့်ပစ်သွားတော့လဲတာမန်လူပါပဲလားဆိုပြီးတော့ပြောနေခဲ့ပါတယ်ဒီလိုနဲ့ဈေးဝယ်ကောင်မလေးကနှစ်ယောက်လုံးစကားမများဖို့ပြောပြီးတော့ဆလိုင်းကိုသူကိုယ်တိုင်စမ်းတက်ကြည့်မယ်လို့ပြောလိုက်ပါတယ်ဆလိုင်းကိုအစာကျွေးကြည့်လိုက်တော့ဆလိုင်းကနိုးထမှုအဆင့်9ကနေအဆင့်9ထိကိုထိုးတက်တော့ပါတယ်ဒါကြောင့်ကောင်မလေးကဘလောက်လဲမေးလိုက်တော့လီရွယ်က3နန်းမှာလို့ပြောလိုက်ပါတယ်ပထမဆုံးအိမ်မွေးသားရဲ့ကိုအောင်မြင်စွာရောင်းချနိုင်တဲ့အတွက်ဂုဏ်ယူပါတယ်ဆိုပြီးတော့ system တစ်ခုကပေါ်လာခဲ့ပါတယ်နောက်ဆုံးတော့လူရွယ်ကအမောင်သားရဲ့ထိန်းချုပ်သူဖြစ်လာပြီးသူ့ရဲ့သားရဲ့ချုပ်ဆိုနိုင်တဲ့အရေးချင်းတွေပြန်ရရှိလာခဲ့ပါတယ်လူရွယ်ငယ်ငယ်တုန်းကမိဘမဲ့ဖြစ်ခဲ့တဲ့အပြင်လူမိသားစုရဲ့နှိပ်စက်ခြင်းတွေကိုလည်းခံခဲ့ရပြီးဒါကြောင့်မို့လူမိသားစုကိုလက်စားချေချင်နေခဲ့ပါတယ်ဒီလိုနဲ့သူ့အသက်18နှစ်ပြည့်မွေးနေမှာဒဏ္ဍာရီလာအိမ်မွေးသားရဲ့စနစ်ကနိုးထလာခဲ့ပါတယ်စနစ်ရဲ့အလုပ်လုပ်ပုံကအိမ်မွေးသားရဲ့ပေါက်တွေကိုရောင်းချနိုင်လေ level တွေတက်လာလေဖြစ်ပြီးတော့စုလက်အမျိုးမျိုးကိုလည်းရယူနိုင်ပါတယ်စိုင်းဖွင့်ထားတဲ့သူ့လိုလူအတွက်တော့ဒီစနစ်နဲ့ကိုက်ညီမှုရှိပါတယ်လူရွယ်ကပိုင်ယူဝေကိုဆက်တီးမခံနိုင်တော့ပဲငါဆိုင်ကနေထွက်သွားလို့ပြောလိုက်ပါတယ်ပိုင်ယူဝေကမင်းတတိရှိရင်တခြားအိမ်မွေးသားရဲ့တကောင်ထုတ်ပြလိုက်လေငါဝယ်လိုက်မယ်လို့စိန်ခေါ်လိုက်ပါတယ်ဒါကြောင့်လူရွယ်လည်းဗီဇာပြောင်းအေဂရစ်အယိုးစုကိုဆင့်ခေါ်လိုက်ပါတယ်ပိုင်ယူဝေကတော့ငါလိုဘီအစင်သားရဲ့ထိန်းချုပ်သူကဒီလိုအမိုက်ကိုမဝယ်ဘူးလို့ပြောလိုက်ပါတယ်လူရွယ်ကဒီအယိုးစုကထူးခြားတဲ့အရေးချင်းရှိကြောင်းပြောပြီးတော့အဆက်မပြတ်တက်ဖြတ်နေတွေ့၍ဒီအယိုးစုကကန့်တက်ချက်မရှိကြီးထွားနိုင်ပြီးမာယနာအေဂရစ်အစင်စီကိုပြောင်းလဲသွားနိုင်တယ်လို့ပြောလိုက်ပါတယ်ပိုင်ယူရတော့မယုံပဲမင်းကိုဖော်ထုတ်ပြမယ်ဆိုပြီးတော့လူတယောက်ကိုခေါ်လိုက်ပါတယ်အဲ့လူကရောက်လာတာနဲ့ကောင်မလေးလက်ထဲကနိုးထမှုအဆင့်6ဆိုတဲ့ဆလိုင်းကိုမြင်ပြီးအံ့ဩသွားပါတယ်မောင်ရန်ကပိုင်ယူမှာထားတဲ့အိမ်ဝေးသားရဲကိုပါယူလာခဲ့ပါတယ်ပိုင်ယူကယူလာတဲ့အိမ်ဝေးသားရဲကိုပြလိုက်ပြီးတော့အယိုးစုလေးကိုနှိမ်နေခဲ့ပါတယ်အဲ့အချိန်မောင်ရန်ကစီစစ်မျက်လုံးကိုတုံးပြီးတော့အယိုးကြောက်လေးကိုကြည့်လိုက်ကအံ့ဩသွားပါတယ်အယိုးကြောက်လေးရဲ့စွမ်းရည်တွေကခုနကလူရဲ့ပြောတဲ့အတိုင်းဖြစ်နေခဲ့ပြီးတော့အဲ့အယိုးစုလေးကိုရောင်းပေးပါလို့တောင်းဆိုလိုက်ပါတယ်ပိုင်ယူကနင့်လိုသားလုံးအဆင့်သားရဲ့ထိန်းချုပ်သူကပတ်စံ3နန်းကိုဖြုံးပြီးတော့ဒီအမိုက်ကိုဝယ်ဖို့လားလို့ပြောလိုက်ပါတယ်။မောင်ရန်ကသူ့မှာစီစဉ်မျက်လုံးရှိတဲ့အကြောင်းကိုပြောပြလိုက်ပြီးခုနကဆလိုင်းကလည်းအသွင်ပြောင်းဝင်းကြီးသားရဲ့အထီကိုအလွယ်ကူလေးရောက်နိုင်တယ်လို့ပြောလိုက်ပါတယ်။ဒီရိုးစုလေးကိုလည်းကျေးဇူးပြုပြီးရောင်းပေးပါလို့ပြောလိုက်တော့လူရယ်ကလည်းပုံတေးစင်းတော့3နန်းပဲလို့ပြောလိုက်ကဈေးကချိုတာလုံးနေတာဖြစ်တာကြောင့်မောင်ရန်လည်းအံ့ဩသွားပါတယ်။ပိုင်ယူတွေကသူ့အတွက်အစိမ့်မြစ်သားရဲ့တကောင်ရောင်းပေးဖို့ပြဿနာရှာနေခဲ့ကလူရယ်ကမရောင်းဘူးလို့ပြောလိုက်ပါတယ်။လူရယ်ကအခုချိန်မှာဒုတိယချိန်နိုးထလာတဲ့ S3 လုံးအဆင့်ပဲဖြစ်ပါတယ်ဒီလိုနဲ့လူရယ်ကမတာမကိုမောင်းထုတ်လိုက်ပါတယ်မောင်ရန်နဲ့မရှန်ကတော့လူရယ်နဲ့အဆက်အသွယ်လှုပ်ရှင်ကြောင်းကိုပြောလိုက်ပါတယ်ဒါမို့စီးပွားရေးအမြင်နဲ့လူရယ်ကလည်းသူ့ရဲ့အကောက်ကိုပေးလိုက်ပါတယ်စိုင်းပိတ်ချိန်ရောက်တဲ့အခါမှာတော့လူရယ်ကသူစာချုပ်ချုံမဲ့သားရဲကိုလိုက်ရှာနေခဲ့ပါတယ်ဒီလိုနဲ့ပျက်စီးခြင်းနှကားကိုမျက်စိကျသွားခဲ့ပြီးတော့ရွေးချယ်ခြင်းခလုတ်ကိုနှိပ်လိုက်ပါတယ်နှိပ်ပြီးချင်းမှာပဲအခန်းထဲမှာအနီရောင်မိုးကြိုးတွေကြားကနေနဂါးကြီးတစ်ကောင်ကထွက်ပေါ်လာခဲ့ပါတယ်ကြီးမားလုံးနဲ့နဂါးကြီးကခုမှနဂါးပေါက်အဆင့်ပဲရှိပါသေးတယ်အာရှမှာရှိတဲ့အင်အားကောင်းဆုံးလူ3ယောက်မှာတော့ဘရင်အဆင့်သားရဲတစ်ကောင်နဲ့ဟိုတာပိုင်ဆိုင်ကြပြီးလူရယ်ကတော့ဘရင်အဆင့်ထက်ကျော်လွန်နေတဲ့သားရဲကိုပိုင်ဆိုင်တော့ပါတယ်လူရယ်ကနဂါးကြီးကိုချက်ချင်းပဲစာချုပ်ချုပ်လိုက်ပြီးတော့အမောင်စွမ်းရည်တွေနဲ့အားပြေးလိုက်ပါတယ်လူရယ်ကနဂါးကြီးကိုတိုးတက်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့လောလောဆယ်တော့လူမြင်ကောင်းအောင်နဂါးပေါက်လေးအဖြစ်ပြောင်းလဲလိုက်ပါတယ်